ကျွန်တော်တို့ဒီအုပ်ချုပ်ရေးအလွဲအမှားတွေပေါ့နော်ဒီ unit အစိုးရရဲ့ရန်နေရာတွေမှာရှိတဲ့ဒီအုပ်ချုပ်ရေးထဲမှာရှိတဲ့အလွဲအမှားတွေတော်လိုင်းအင်အားစုအသီးသီးရဲ့ဒီပြဿနာတွေကိုမြင်တဲ့အခါမှာပြည်သူလူထုဟာဒီအယုံကြည်တွေအားလျော့လာတာလေလက်ရှိအခင်းချင်းမှာအမှန်တရားပါပဲအဲ့လိုအားလျော့လာတဲ့အခါမှာကျွန်တော်တို့ unit အစိုးရပေါ်လာတာလေအဲ့ဒီအားလျော့မှုပြန်ဖြည့်တင်းမှုပေါ်လာတာဒီ unit အစိုးရအောက်မှာဒီပြည်သူ့အုပ်ချုပ်ရေးရန်နေရာပလဖနဲ့ပအဖပေါ့ရောက်တယ်ပကဖကလည်းအမှန်တော့အစိုးရပေါ်ပြီးဒီ6လအတွင်းမှာလွှဲရမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတူတာပါပကဖကိုလည်းဒီ unit အစိုးရဘက်ကိုလွှဲပြောင်းပေးဖို့ကျွန်တော်တို့တောက်လျှောက်ဆွေးနွေးနေရတဲ့အခြေအနေပါနော်ဒီပကဖကိုမလွှဲပြောင်းပေးထားတယ်ဆိုရင်လည်းကျွန်တော်ဒီအုပ်ချုပ်ရေးရန်နေရာထူထောင်မှုကိစ္စကအရန်ခက်ခဲပြီးတော့ကျွန်တော်တို့ပြဿနာတွေပေါ့ရှုပ်ထွေးမှုတွေပိုများလာနိုင်တဲ့အခြေအနေရှိတဲ့အတွက်ကျွန်တော်တို့ကဒီပကဖကိုလည်းချက်ချင်းမလွှဲနဲ့ပကဖလွှဲရတာခက်ခဲမှုရှိတဲ့အတွက်ဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့အလုံးစုံနေဆိုရအောက်လွှဲဖို့အတွက်ပဲကျွန်တော်ဆက်လုပ်သွားမယ်အခြေအနေပါကျွန်တော်တို့ဒီစကိုင်းတိုင်းရဲ့စပတ်ကြီးပေါ့စပတ်အိုးလို့ပြောလို့ရတယ်ဒီလိုမျိုးဒေတာမှာဒီရေကြီးသွားတဲ့စိုက်ပျိုးရေး area တွေပြတ်သွားတာဟာကျွန်တော်တို့ဒီသိကြတယ်မဖြစ်မနေကျွန်တော်တို့ဒီပြည်သူတွေပေါ့နော်စစ်ဆောင်စကန်ကျွန်တော်တို့နိုင်ငံသားတွေစားတုံးနေတဲ့ဆန်သေးတက်မှုဖြစ်လာဟုတ်ကဲ့ဝန်ကြီးကိုတိုးဝေအောင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဒီပထမဆုံးမေးချင်တာကဒီရေဘေးနဲ့ပတ်သက်ပြီးတည်ဆုံးမှုတွေက30လောက်ရှိခဲ့တယ်လို့အကြံပြင်းသိရတော့တည်ဆုံးမှုကဘာလို့အဲ့လောက်တောင်များရတာလဲတခြားဘာတွေထိခိုက်ပျက်စီးမှုတွေရောရှိခဲ့သေးလေဗျာဒီအချက်အလက်လေးတွေနဲ့တော့ကအရင်ဆုံးအချင်းကျုပ်လေးနည်းနည်းရှင်းပြပါလားဗျာဒီ online မှာတော့30လောက်ဆိုပြည့်နေပါတော့ကျွန်တော်တို့ဝန်ကြီးဌာနမှာတော့စရင်ရောက်လာတဲ့ပိုင်းကတော့20ကျော်ပဲပေါ့နော်ဒါတွေကတော့ data မငြိမ်သေးဘူးပြောရမယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဘာဖြစ်လို့အသေးပြောင်များသွားတယ်လဲဆိုတဲ့ကိစ္စကတော့ဒီကျွန်တော် data ဒီဝန်ကြီးဌာနကျွန်တော်ဝန်ကြီးအနေနဲ့ပေါ့နော်ဒီပြည်ပြင်မှာရေဘေးတင်ပြည်သူတွေဒီကျွန်တော်ကူညီရေးသွားခဲ့တယ်ပေါ့နော်အဲ့လိုသွားခဲ့တဲ့အခါမှာဒီ data ကန်တွေပြောကြားချက်အရာကျွန်တော်ပြောရမယ်ဆိုရင်သူရေကြီးတာကတော့အရင်တုန်းကလည်းဒီရေကြီးမှုရှိတယ်ပေါ့နော်ရေကြီးမှုတွေရှိတယ်အဲ့ဒီတော့ကရေကြီးတာကဒီမူးမြစ်ကတိုင်းတရေရေလေးတက်လာပြီးတော့အေးအေးဆေးဆေးတက်လာတယ်ပြီးရင်တရက်2ရက်လောက်နဲ့သူကပြန်ကျသွားတယ်ဆိုတော့ပြင်ဆင်ချိန်ကြီးအကုန်ရတယ်ပေါ့နော်ပြင်ဆင်ချိန်ရတယ်လူတည်မှုနေမရှိသလောက်နေတယ်သူတို့ဒီပစ္စည်းမှုအရင်နေဒါကပုံမှန်ချီနေပုံမှန်ရေကြီးတတ်တဲ့တဘာဝဒါပေမဲ့ဒီတစ်ခါရေကြီးတာကဒီတပန်းစိတ်ရေလောင်တမန်အတိုင်းရေကိုကျုဆက်ပေါင်းများစွာပေါ့နော်အလုံးရင်းနဲ့လွှတ်ချလိုက်တာတစ်ခါလေးလွှတ်ချလိုက်တဲ့အတွက်ကတစ်ချိန်တို့ကြီးလာရေကြီးတဲ့ကိစ္စကိုဒီတော်လိုင်းအင်အားစုတွေကဒီဆက်တွေကွန်ရက်တရားတိုင်းရေကြီးမဲ့အကြောင်းကြည်ညာတယ်တိလဲတိပါတယ်တိပေမဲ့ပုံမှန်ကြီးတယ်လို့ပဲကြီးမယ်လို့ယူဆပြီးတော့ပြင်ဆင်မှုတိတ်မလုပ်ထားလိုက်တာဟာကျွန်တော်တို့ဒီလူသေးပြောက်များသေးတဲ့ချက်တစ်ချက်ဖြစ်နိုင်တယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီမူးမြစ်ဝမ်းပေါ့မူးမြစ်ပတ်ချာလဲမှာရှိတဲ့ရွှေဘိုလူမြင်ဒီရွှေဘိုလူမြင်ကရေလုတ်သားရဲ့လို့မရှိဘူးစိုက်ပျိုးရေးဒေတာဖြစ်တယ်အဲ့တော့ဒီလိုမျိုးအဲ့လိုရေပြက်ကနေအစပနံကြီးလာပြီးတော့ဆက်ပြီးရေတွေကလွှတ်ချမှာတဲ့လွှတ်ချရင်ပို့ပြီးကြီးမှာတဲ့ဆိုပြီးအကြောက်တရားနဲ့ဆိုတော့ဒီဆက်လေလုံးတော့မရှိဒီရေဘေးကိုလွတ်အောင်ပြေးဖို့အတွက်ဆက်လေလုံးတော့မရှိဘူးရှိတဲ့ဆက်လေလေးတွေကလည်းမမောင်းတတ်နဲ့မောင်းတတ်နဲ့မောင်းမှောက်တာရှိအဲ့မှာလည်းသိတယ်ပြီးတော့ရေအလုံးရင်းနဲ့ကြလာလို့ပထမဆုံးရက်မှာပဲစောပိုင်းမှာပဲတပင်းကဒီကောက်ဆိုင်ဓမ္မတွေ10ဦးရေပေါ့မျောပါတယ်6ဦးချက်ချင်းဆုံးသွားအဲ့တွေကပဲသူကရေကြီးမှုဒီလိုရေကြီးမှုကိုမိလိုက်တော့လေဒီရေကြီးမှုဟာဒီရွှေဘိုလွန်မြင်ပေါ့နော်ရွှေဘိုဒေသရခိုင်မှာရေကြီးမှုဟာအဆိုးဆုံးရေကြီးမှုဖြစ်တယ်အရင်တော့ရေကြီးမှုနဲ့မတူဘူးအဲ့ဒီအချက်တွေကြောင့်ဒီပြည်ဆမှုအဲ့လောက်ထိရှိသွားတယ်လို့ပြောလို့ရတယ်ဒီအပျက်စီးဆုံးရှုံးတွေကတော့ဒီကြေးရွာပေါင်းပေါ့နော်ဒီမြို့နယ်ပေါင်း17မြို့နယ်ပါ17မြို့နယ်ရေကြီးတယ်ကြေးရွာပေါင်းဒီ220ကျော်တယ်ပေါ့200ကျော်ရေနစ်မြုပ်တယ်ဒီအိမ်အောင်စုပေါင်းဆိုရင်9000ကျော်အိမ်အောင်စုရေနစ်မြုပ်တယ်ပါသွားတယ်လူကြီးရပြောမယ်ဆိုရင်တော့ကျွန်တော်2သိန်းခွဲပတ်ချလေလောက်ရေနစ်မြုပ်တယ်ပေါ့နော်အဲ့ထဲမှာအဆိုးဆုံးကစစ်ချောင်စခန်းတွေပါရေနစ်မြုပ်သွားပါအဲ့မှာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဒီ site လေတွေပေါ့နော်လေတွေရောစိုက်ပျိုးသီးနှံတွေရောလေယာသုံးကရိယာဆက်စပားချိတ်ရိတ်သိမ်းချွေလက်ဆက်အားကျွဲနွားတည်ဆုံးမှုဒါတွေလည်းအများကြီးပျက်စီးသွားပါတယ်ဟုတ်ကဲ့ရေဘေးရဲ့နောက်ဆက်တွဲအနေနဲ့စစ်ဆောင်တွေရောဒေသခံပြည်သူတွေရောဘာတွေထပ်မံကြုံတွေ့ရအောင်မလဲဗျာနောက်ဆက်တွဲဒီပြည်သူတွေဘာတွေကြော်ဖြတ်ရအောင်မလဲဗျာဒီရေဘေးဖြစ်သွားတဲ့ဒေတာဟာဒီစပားပေါ့နော်စပားအဓိက site တဲ့ဒေတာဖြစ်တယ်ကျွန်တော်တို့အရင်တုန်းကစစ်တမ်းအနေနဲ့
စည်ရင်းစရာတွေအရဆိုရင်ဒီမြန်မာနိုင်ငံလုံးရဲ့73%ဟာဒီစကိုင်းတိုင်းကဆန်ထွက်တယ်ပေါ့နော်73%ထွက်တယ်အဲ့မှာလေရွှေဘိုတခရိုင်နယ်တင်ဒီစကိုင်းတိုင်းရဲ့ရွှေဘိုတခရိုင်နယ်တင်ကအဲ့73%ရဲ့3ပုံတစ်ပုံကရွှေဘိုခရိုင်ကထွက်တယ်လို့ကျွန်တော်တို့စည်ရင်းစရာတွေသိထားဆိုတော့ဒါကျွန်တော်တို့ဒီစကိုင်းတိုင်းရဲ့စပတ်ကြီးပေါ့နော်စပတ်အိုးလို့ပြောလို့ရတယ်ဒီလိုမျိုးဒေတာမှာဒီရေကြီးသွားတဲ့စိုက်ပျိုးရေး area တွေပြတ်သွားတာဟာကျွန်တော်တို့ဒီသိကြတယ်မဖြစ်မနေကျွန်တော်တို့ဒီပြည်သူတွေပေါ့နော်စစ်ဆောင်စကန်ကျွန်တော်တို့နိုင်ငံသားတွေစားတုံးနေတဲ့ဆန်သေးတက်မှုဖြစ်လာပြီဆိုတာဖြစ်နေပြီပြောလို့ရတယ်ဆန်သေးတွေဒီဒေတာမှာကျွန်တော်လိုက်မေးတော့အရင်ကသိန်းကျော်အတိုင်းအခုသိန်းခွဲတွေဖြစ်လာ2000 3000ဈေးတက်လာဖြစ်လာဘာတွေခက်ခဲတွေထပ်ပြီးတော့ကြုံအောင်မဲဆိုတော့ကျမ်းမာရေးရေကျသွားပြီဆိုရင်ကျွန်တော်တို့တောက်သုံးရေတန့်ရဖို့အတွက်ကလည်းရေးကြည့်တောက်သုံးရေတန့်မရခဲ့ရင်ဝမ်းပြန်ဝမ်းလျှောနဲ့ဥဆက်ယောဂတွေကူးဖို့ကြောက်ရတယ်ပြီးတော့ရေပြန်ကျပြီဆိုရင်မွေဆိုးတွေအန်ဒီကြုံရတတ်တယ်ဒါရေကြီးတဲ့တဘာဝပဲဆိုဒီဒဏ်တွေပေါ့နော်သေပေးချောင်စခန်းတွေကတော့ပိုဆိုးတာပေါ့ဗျပိုဆိုးတာပေါ့ဆိုသူတို့စခန်းတွေရေတဲ့နစ်မြုပ်သွားရင်သူတို့ကအိမ်လိုခိုင်ခိုင်မာမာကြီးမဆောင်ရင်ပြိုးသွားပြီပြီးတော့ဒီရေကြီးကျမ်းမာရေးကဥဆက်ယောဂတွေအတွက်လည်းဂီယူဆိုင်ဖို့အတွက်ကူညီတွေအများကြီးလိုမယ်အသိပညာပေးမှုအများကြီးလိုမယ်ပြီးတော့မွေစိတ်ဖြည့်စည်းပေါ့နော်မွေအန်နေနဲ့ပတ်သက်ပြီးအသိပညာပေးရမယ်အဲ့ဒါနဲ့ပတ်သက်ပြီးထိကြိုက်လာတယ်ပိုးထိလာတယ်ဆိုရင်ကျွန်တော်တို့အသက်မဆုံးရှုံးအောင်ကူညီနိုင်မှုအတွက်ဒီမွေစိတ်ဖြည့်စည်းတွေလည်းရေးဖို့ဒီဖန်တီးထားဖို့လိုမယ်လို့ကျွန်တော်ပြောချင်ပါတယ်ရေနစ်မြုပ်သွားတဲ့ရွာတွေရောက်တဲ့ခါမှာအိမ်တွေကတချို့ခါးလောက်ပေါ့နော်တချို့လာလဲအောက်ထပ်နီးပါနစ်မြုပ်သွားတယ်နစ်မြုပ်သွားတဲ့အခြေအနေရှိတော့ရေတွင်းတွေရေပုံပိုင်းတွေအကုန်နစ်ပါတယ်အဲ့လိုနစ်တော့ပြန်ကြတဲ့ရွာရောက်တဲ့ခါကျတော့လေအဲ့ဒီရေတွင်းရေပုံပိုင်းတွေကပြန်တောက်တုံးမှုအတွက်မတောက်တုံးနေတဲ့အတွက်ကျွန်တော်တို့ဒီအစိုးရတွေရောပေါ့နော်ဒီတခြားအင်အားစုအသီးသီးပေါ့ဗျာ online မှာလည်းမြင်နေရမယ်ပေါ့နော်ဒီ brighter လောက်တဲ့သူတွေရောဒီစကိုင်းတိုင်းဒေတာတပိတ်အင်အားစုပုံစံမျိုးပေါ့နော်ဒီနိုင်ငံရေးအစုဖွဲ့တွေပါသလုံးရန်နေရအစိုးရအားလုံးကဒီအဲ့ဒီရေနစ်တဲ့ရွာတွေအကုန်လုံးရေတန့်မယ်တောက်ဖို့အတွက်အများနဲ့ရေတန့်ကတ်နောက်မှ20လီတာရေဘူးတွေနဲ့ရေတန့်နေတော့ချောက်ပို့ပေးရတယ်သူတို့ရေတွင်းနေရေကျသွားရင်တော့ပြန်ချက်ချင်းတောက်လို့မရလို့အဲ့လိုလောက်ရတဲ့အချိန်အခုရေပြန်ကျသွားပြီပေါ့တော်တော်များများရေပြန်ကျသွားတယ်ပြန်နေလို့ရတဲ့ရွာတော်တော်များများရှိလာတဲ့အချိန်မှာတောက်တုံးရေတန့်အခက်ခဲကလိုမယ်လို့ပဲပြောရမယ်ဗျလိုအောင်မယ်ကျွန်တော်အဲ့ဒီတွန်းနေပြန်သုံးဖို့ဆိုတာဗျာကျွန်တော်တို့ရက်ခေါ်ဆိုရင်အချိန်တောက်ရတယ်ပြီးတော့အဲ့ဒီထဲမှာရှိတဲ့နွန်ဆိုးတွေပါတွေဒီຢာတွေတွင်းကြီးဆယ်တယ်လို့မျိုးတွေပေါ့ကြီးဘုံမိုင်ဆိုရင်တော့ဘုံမိုင်ထဲမှာလက်ရှိနေတဲ့ဟာတွေစုပ်ထုတ်ပြတာအများကြီးလောက်အောင်အဲ့လိုလုပ်ပြီးမှရေတောက်တုံးကြီးတန့်တောက်တာအကောင်းပဲပေါ့တကယ်လို့အဲ့လိုမဟုတ်ဘူးအကူအညီတွေမရဘူးရေတန့်မရဘဲနဲ့အဆင်ပြေလို့တောက်ကြမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဝမ်းပြက်ဝမ်းလျှောနဲ့ပတ်သက်တဲ့ယောဂတွေရကုန်တဲ့အခြေအနေရှိပါအဲ့အတွက်အကူအညီတွေကတော့လိုအပ်ဆဲလို့ပြောပါရွှေဘိုလွန်ပြင်ဒေတာကစပားအဓိကစိုက်ပျိုးကြတယ်ဒါရွှေဘိုပေါ်ဆန်းစပားဆိုရင်လည်းနာမည်ကြီးတယ်လေတောင်တူတွေစိုက်ပျိုးပြီးကာစားစပားတင်းနှံတွေဒါပြိုးထောင်ပြီးကာစားအခြေအနေမှာအခုလိုရေကြီးနစ်မြုပ်သွားတာကြုံရတော့ဒါစိုက်ပျိုးရေးကဘယ်လောက်ပျက်စီးလဲဗျာဒီပျက်စီးသွားတဲ့အခြေအနေမှာတဖန်ပြီးတော့အချိန်မီပြန်လဲစိုက်ပျိုးနိုင်လို့ရောတောင်တူတွေအနေနဲ့ရနိုင်ပါမလားစိုက်ပျိုးလို့ရရင်တောင်မှနဲ့ဒီစက်သိန်းထောင်တောင်းချီတဲ့ရင်းနှီးတွေတောင်တူတွေပြက်ထိခိုက်ပျက်စီးဆုံးရှုံးသွားတော့ပြန်လဲစိုက်ပျိုးနိုင်ဖို့အတွက်ပြည်သူတွေအနေနဲ့ဒါလွယ်ကူနိုင်ပါတော့မလားဗျာမြန်မာပြည်ရဲ့ဒုတိယစပက်ကြီးလို့ပြောလို့ရတဲ့ဒီရွှေဘိုလွန်ပြင်စကိုင်းတိုင်းကရည်ကြီးသွားတာဖြစ်တဲ့အတွက်စိုက်ပျိုးဧကကတော့ကျွန်တော်တို့ဒီတိတိကျကျစည်ရင်းရတော့ကျွန်တော်တို့မရသေးဘူးဒါပေမဲ့ဒီဒေတာကန်တွေစီသွားတဲ့အရာကစပားအပါပေါ့အဓိကတော့စပားပေါ့အများစုကစပားခင်းပြတ်တယ်ပေါ့နော်တခြားကတော့ဒီပြောင်းလို့ပြောင်းဘူးခင်းတွေကွင်းကြံပြီးတော့ငှက်ပြောကြံတွေရေပဲခင်းတွေပြတ်တယ်ပေါ့အဲ့ဒီစုစုပေါင်းဧကကတော့အားလုံးအမှန်ပြောနေကြတဲ့အခြေအနေကတော့ဧကပေါင်းသိန်းကနအထက်ရှိမဲ့အခြေအနေပါပဲအဲ့လိုမျိုးပျက်စီးသွားတယ်ပေါ့နော်ပျက်စီးသွားတယ်ပြီးတော့ပြိုးခင်းတွေပြတ်တယ်ပြီးတော့ဒီစိုက်ဖို့အတွက်တင်ထားတဲ့မျိုးစိတချို့လည်းရင်းနှင်းမြုပ်ပျက်စီးတာရှိအဲ့လိုမျိုးအဓိကအဲ့လောက်ထိပျက်စီးသွားတာဖြစ်တဲ့အတွက်ကပျက်စီးမှုဆုံးရှုံးမှုအဲ့လောက်များတယ်ပေါ့ဗျာအဲ့လောက်များတဲ့အတွက်ကပြန်စိုက်ဖို့ကိစ္စမေးကြည့်တယ်ပေါ့နော်ကျွန်တော်တို့ဒီတာကန်တွေမေးကြည့်တဲ့ကပြန်စိုက်ဖို့မိပါအောင်မလားဆိုရင်မှီဖို့နေသွားပြီပေါ့နော်အခုချက်ချင်းပြန်စိုက်ဖို့ဒီဆောင်းလုံးမှာပြန်စိုက်ဖို့ပြီးတော့စိုက်မယ်ဆိုရင်ရောအခုရေကြီးတဲ့အချိန်တာပေါ့နော်ကျွန်တော်တို့ရေကြီးတဲ့အချိန်ပတ်သွားတဲ့အချိန်မှာလာဒီလူမြင်ဒေတာကြီးဖြစ်တဲ့အတွက်ကရွာတွေရောလေကွင်းတွေကရေပြည့်နေတယ်ရေပြန်ကျသွားပြီးပြီဆိုရင်တော့ရေပြန်ကျသွားပြီဆိုပြန်စိုက်ဖို့ကစ
စဘာဆိုရေမြေတန်းလိုအပ်တဲ့ချိန်ကြီးသွန်းရတာရှိပါအဲ့ဆို10မြောင်းကတိုင်းရေလိုတဲ့ခါရှိလားအဲ့လိုတကယ်လို့မူးဘောင်နေပေါ့နော်မူးမြစ်ကန်းကတော့လွယ်ပဲဘောင်နေနဲ့တွေ့ပြီးကမှပေးရတယ်ဒီဘောင်နေရတဲ့10မြောင်းဘောင်နေရပေးရတဲ့အစဉ်နဲ့လေရေဒီဆိုရင်ရေရဖို့လို့အဲ့ဒါဆဲရေလွတ်ဖို့အဲ့လိုလွတ်မယ်ဆိုရင်လေဘောင်နေကျိုးနေလမ်းမှာကျွန်တော်တွေ့ခဲ့ရတယ်10မြောင်းဘောင်နေကျိုးနေပြီဆိုဆဲရရေလွတ်လေဒူရခိမြောင်ဆိုတော့စိုက်ပျိုးဖို့ကတော့ဒီလာမယ့်2လ3လအတွင်းမလွယ်နိုင်တဲ့အခြေအနေလိုပဲမှတ်ချက်ပြုရမယ်ဗျဒီတက်ကန်တွေပြောစကားရဟုတ် စောစောကဝန်ကြီးပြောသွားသလိုဒါမစိုက်ပျိုးနိုင်တော့ဘူးဆိုရင်စနိတ်ကာခက်ခဲကနောက်ဆက်တွဲအနေနဲ့ကြီးကြီးမားမားရင်ဆိုင်လာရနိုင်တဲ့အခြေအနေရှိမလားဗျစိုက်ပျိုးဖို့အခက်အခဲရှိနိုင်တယ်ပေါ့နော်စပါးကင်းတွေပြတ်သွားတဲ့ကိစ္စအဲ့ဒီ data မှာဒီစနိတ်ကာအခက်အခဲဖြစ်နိုင်တာပေါ့နော်ဖြစ်နိုင်တယ်ဒီပြီးတော့စိုက်ပျိုးလို့ခက်အောင်ပေါ့နော်ဒီပတ်လေဒီစစ်ကြောင်းထိုးမှုတွေလည်းရှိလာနိုင်တယ်ပြီးတော့အခုဆိုရင်တော့မှဒီရေဘေးတင်ရွာတွေတောင်မှစစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်တာရှိတယ်တိုက်ခိုက်တာရှိတယ်ဆိုတော့သူတို့အနေနဲ့တောင်းတွေစီကိုကျွန်တော်ရောက်ခဲ့တယ်ပေါ့နော်ဒီကျွန်တော်တို့ဒီဒေသခံပြည်သူပေါ့နော်ဒီလေဓမားတွေရဲ့အတန်ကိုကျွန်တော်နားထောင်ကြည့်ရတဲ့အခါမှာဆိုရင်သူတို့ဟာဒီစိုက်ပျိုးတစ်ခုစိုက်တယ်ပေါ့အများစုဟာပေါ့နော်ဒီလက်ရှိဆောင်းစပါမိုးစပါပေါ့နော်မိုးစပါစိုက်တယ်တွေစပါစိုက်တာမျိုးရှိတာဟုတ်ဆိုတော့ဒီလိုမျိုးဒီမိုးရွန်းစပါစိုက်တာဒီကိုယ့်ရဲ့မှာစာဝတ်နေရေးဖြစ်ရှင်းမှုနောက်ထပ်တွေစပါပြန်စိုက်မဲ့အခါကျရင်းနှီးရဖို့အတွက်စိုက်ရတယ်ဆိုတော့ဒီတစ်ခါစိုက်ပြီးတော့စားဖို့တော့ကိုရဲ့ကိုစီဝါရေးအတွက်ဒီမိသားစုသုံးစီရတယ်အဲ့ဒါပြီးနောက်ထပ်တွေစပါစိုက်တဲ့အခါမှာရင်းနှီးဖို့အတွက်ဖြစ်တယ်အခုကတကယ်လို့ဒါဒီရင်းနှီးမြုပ်သွားတဲ့စပါချင်းအကုန်လုံးပြတ်တယ်ဆိုတော့တချို့ကလည်းဒီအကုန်လုံးမပြတ်နိုင်တဲ့ဟာမပြတ်ဘူးပေါ့နော်ရေစပါးဟာ9ရက်လောက်ထိရေနင်းခံတာရေထဲမှာမြုပ်ပြီးနေနိုင်တယ်လို့ပြောတာလည်းရှိတာဟုတ်တကယ်လို့အကုန်ပြတ်ခဲ့တယ်ဆိုရင်တော့ဒီလာမဲ့ပြန်စိုက်ဖို့တော့ຫນွေစပါးဖြစ်ပြန်စိုက်ဖို့အတွက်အရင်ကြီးကဘာမှမရှိတော့အဲ့ဒီအရင်ကြီးတွေကိုဖန်ပြီးကျွန်တော်တို့ကအစိုးရပေါ့ဒီအစုအဖွဲ့အသီးကနိုင်ငံတကာကအကူအညီပေးပြီးကမှသူတို့စိုက်ပျိုးရေးအတွက်ပေါ့နော်ပြန်လဲထူထောင်ရေးပေါ့နော်ဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ပြန်လဲထူထောင်ရေးကိုလုပ်ပေးနိုင်မယ်ဆိုရင်တော့ဒီစားနပ်ရိက္ခာအတွက်ကပြန်ပြီးတော့ဒီပြည့်စုံမဟုတ်ဘူးဆိုတော့အတန်အသင့်ပြည့်စုံကုန်လုံးမှုပြန်ဖြစ်မယ်ပေါ့အဲ့လိုမျိုးတွေလုံးမပေးနိုင်ဘူးဆိုရင်တော့စားနပ်ရိက္ခာခက်ခဲတဲ့စားနပ်ရိက္ခာလိုအပ်ချက်များစွာဖြစ်လာမဲ့အခြေအနေရှိပါတယ်တောင်တူတွေပြန်လဲစိုက်ပျိုးနိုင်ဖို့ဒီပြန်လဲထူထောင်ပေးနိုင်ဖို့ဝန်ကြီးဌာနအနေနဲ့ရောလုပ်ပေးနိုင်လားဒီသူတို့ဘယ်လိုတွေဖြည့်ရှင်းပေးမလဲဒီစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးပြန်လဲထူထောင်မှုလုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီလူစာနာဝန်ကြီးဌာနပေါ့နော်မူဟာရန်အနေနဲ့ဒီ unit ဆိုရဝန်ကြီးဌာနတစ်ခုတည်းနဲ့မလုပ်ဆောင်နိုင်ပါဘူးဘယ်လိုမှဒီအဲ့ဒါကိုပြည်စုံလုံးဖြစ်အောင်မလုပ်နိုင်ဘူးလို့ပြောရပါဒီစိုက်ပျိုးနဲ့ပတ်သက်တဲ့ပြန်လဲထူထောင်ရေးလုပ်မယ်ဆိုရင်တော့မှကျွန်တော်တို့ကအနည်းဆုံးပေါ့နော်အနည်းဆုံးဒီစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဌာနလိုတယ်ပြီးတော့10မြောင်းရေးရကျွမ်းကျင်တဲ့လူတွေလိုပါတယ်အဲ့ဒါတွေကပူပေါင်းအောင်ပဲဘာလို့လဲဆိုတော့စိုက်ပျိုးရေးအတွက်က10မြောင်းရေးကြီးတယ်ပြီးတော့စိုက်ပျိုးရေးမှာဆိုရင်ဒီစိုက်ပျိုးရေးဌာနကကျွန်တော်တို့ဒီမြေဧကတွေဘယ်လောက်ပြည့်စည်တယ်ပြီးတော့ဗာတိညံတွေပြန်စိုက်တင်တယ်ပြည်သူလူထုနဲ့ဒီဟာတွေဟာပြည်သူလူထုစီကအချက်လက် data တွေကောက်ပြီးတော့လုပ်ဘာတွေစိုက်ပျိုးရေးပညာရှင်တွေရဲ့အကြံပေးမှုတွေနဲ့ကျွန်တော်တို့ပူးပေါင်းလုပ်အောင်ဖြစ်ပါတယ်ဒီထက်ကြည်ကြည်ပြည့်ပြည့်လုံးနိုင်ရင်တော့အကောင်းဆုံးဖြစ်ပါတယ်ဒီထက်ကြည်ကြည်ပြည့်ပြည့်ကပြန်လည်ထူထောင်ရေးအတွက်ကဒီအစိုးရထဲမှာပါတဲ့ကျန်းမာရေးဝန်ကြီးဌာနပြီးတော့ပြည်ထရေးအစရှိတဲ့ဖြစ်ပေါ့နော်လိုအပ်တဲ့ပြန်လည်ထူထောင်ရေးမှာလိုအပ်မဲ့ဟာတွေကကျွန်တော်တို့အကုန်လုံးစုပေါင်းပြီးကမှဒီအစိုးရအနေနဲ့ဖန်တီးရမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟာဒီပြည်ထောင်စုနဲ့ unit အစိုးရနဲ့ပေါ့နော် unit ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဌာနစပြီးတော့ပူးပေါင်းပြီးတော့ဒီကျွန်တော်တို့ joint ဒီ emergency response committee ကိုဒီရေဘေးစဖြစ်တဲ့အခါမှာကျွန်တော်တို့ပူးပေါင်း committee ဖွဲ့လိုက်တယ်ဖွဲ့ပြီးတော့ကျွန်တော်တို့ပြည်ထောင်စုကလည်းပြည်ထောင်စုဘက်က budget ကျွန်တော်တို့ unit ကလည်း unit ဘက်က budget နဲ့လောလောဆယ်တော့ emergency response ကိုလုပ်ခဲ့ကြတယ်မြေပြင်မှာတော့ကျွန်တော်တို့ဝန်ကြီးဌာနအစိုးရနှစ်ရက်ဖြစ်တဲ့ပြည်ထောင်စုဝန်ကြီးရောကျွန်တော်တို့ဒီ unit ဝန်ကြီးကျွန်တော်ပါအတူတူမြေပြင်မှာကွင်းဆင်းပြီးကမှပြည်သူလူထုနဲ့တွေ့ခဲ့တယ်အကူအညီပေးရေးလုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီjoint emergency response committee ကကျွန်တော်တို့ဒီဟောပေါ့နော်လူစာနာဝန်ကြီးဌာနနှစ်ခုလေးတင်ပူးပေါင်းရုံနဲ့မရတဲ့ကျွန်တော်တို့ဟာဒီပြည်ထောင်စုကလည်းဒီလိုအပ်တဲ့ပေါ့နော်လိုအပ်တဲ့ဌာနတွေထပ်တိုးမယ်ပေါ့နော်စိုက်ပျိုးရေးတို့လျှက်စစ်လမ်းသားလျှက်စစ်လေးပြတ်သွားလျှက်စစ်လမ်းသားလမ်းပြတ်တယ်ဆိုတော့လျှက်စစ်လမ်းသားပြီးတော့10မြောင်းစိုက်ပျိုးရေးကျန်းမာရေးစတဲ့ဒီဌာနဆိုင်ရာအသီးသီးကအင်အားထပ်ဖြည့်ကျွန်တော်တို့ unit ကလည်းအဲ့ဒီလိုပဲလိုအပ်တဲ့ဝန်ကြီးဌာနတွေကဝန်ကြီးတောင်မို့ရင်လည်းညွှန်မှုတွေလည်းစုပေါင်းဖွဲ့ပြီးကမှကျွန်တော်တို့အဲ့ဒီ committee ကိုပို့ပြီးတော့
ပို့ပြီးတော့အာကောင်မောင်းတန်လုံနိုင်အောင်ကြိုးစားနေတယ်ပေါ့နော်ဆွေးနွေးပြီးတော့ကျွန်တော်ဖွဲ့ဖို့ကြိုးစားဖွဲ့ဖို့လုပ်နေထပ်တိုးချက်ဖို့လုပ်နေတယ်အဲ့ဒီအပိုင်းတစ်စင်းပြည်ဆောင်စုနဲ့ unit ပူးပေါင်းပြီးတော့လည်းဒီပြန်လည်ထူထောင်ရေးကိုကျွန်တော်တို့ဆိုရတွေကကြိုးစားပြီးဆောင်ရွက်ဖို့ရှိတယ်အဲ့လိုမျိုးပူးပေါင်းလိုက်နိုင်ပြီးတော့လုပ်နိုင်မယ်ဆိုရင်တော့နိုင်ငံတကာအကူအညီတွေကိုလည်းကျွန်တော်တို့စနစ်တကျနဲ့ပေါ့နော်ဒီပြန်လည်ထူထောင်ရေးမှာလိုအပ်တဲ့ဟာတွေကဘာတွေအဓိကဘာတွေကူညီရင်ဘယ်လိုလိုအပ်တယ်ဆိုတော့ကျွန်တော်တို့အစိုးရနေရက highlight ပြနိုင်တယ်ပေါ့နော်ဒီအစီရင်ခံစာတွေထွက်အောင်လုပ်ဖို့ကျွန်တော်တို့ကြိုးစားနေတယ်အဲ့ဒါမှလည်းကျွန်တော်တို့အစိုးရကကူညီတာတွေကလည်းစနစ်တကျရှိလာမယ်ဒီအခုဆိုရင် unit အစိုးရတွေလည်းစကိုင်း unit ဆိုရင် unit အစိုးရဖွဲ့စည်းပြီးတော့ဖြစ်နေပြီNUG နဲ့စကိုင်း unit ရဲ့လူသားစာနာဝန်ကြီးဌာနအကြားမှာဆိုရင်ရောအာဏာခွဲဝေမှုအခြေအနေကဘယ်အခြေအနေရောက်နေပြီလဲဗျဟုတ်ကဲ့ပါကျွန်တော်တို့ဒီအစိုးရပေါ်ခဲ့တာကတော့ပြည်စုံပေါ်ခဲ့တာကတော့2025ခုနှစ်ဒီဇင်ဘာလတည်းကကျွန်တော်တို့ unit အစိုးရဝန်ကြီးဌာနတွေရဲ့အကုန်လုံးကြီးညာနိုင်ပြီးပေါ်ခဲ့တာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့8လပြည်တော့ပြောလို့ရပါတယ်အခု August 23မှာဆိုရင်ကျွန်တော်တို့8လ6လလောက်ကတော့ကျွန်တော်တို့ဒီ DOC နဲ့ကျွန်တော်တို့ဆွေးနွေးတာနဲ့တည်းဝန်ကြီးဌာနလေပတ်ဖို့ DOC ပေါ့နော် power share ကိစ္စပြည်ဆောင်စုနဲ့ unit ကြားက power share ကိစ္စတွေနဲ့လုံးချလဲနေတာဖြစ်တဲ့အတွက်ဝန်ကြီးဌာနလေပတ်ဖို့တော့မစနိုင်ခဲ့ဘူးကျွန်တော်ဆိုရင်ကျွန်တော်ဝန်ကြီးဌာနလေပတ်ဖို့1လခွဲ2လလောက်ရှိသေးတယ်ကျွန်တော်ဒီလူဆန္ဒဝန်ကြီးဌာနလေပတ်တဲ့ဥစ္စာကိုဒီပေါ့နော် DOC ကတော့ပြီးခဲ့တဲ့1လခွဲလောက်ကတည်းကပြည်ဆောင်စုနဲ့ unit အကြားမှာလူဆန္ဒဝန်ကြီးဌာနနှစ်ခုကြားမှာ DOC ကပြီးပြက်နဲ့အဆင်ပြေဖြစ်ခဲ့ပြီလို့ပဲပြောလို့ရပါတယ်အရင်ကဆိုရင်ဒါစစ်ဘေးနဲ့တဘာဝဘေးတွေအတွက်ဒါစီမံလှုပ်ဆောင်တာတွေကပါသုံးလုံးဖြစ်တဲ့ဒါမြို့နယ်လိုက်ပြည်သူ့အချို့ရဲ့အဖွဲ့ပါအဖတွေကကင်တွယ်စီမံလှုပ်ဆောင်တာတွေလည်းကျွန်တော်တို့တွေ့ခဲ့ရတယ်ပြီးတော့ NUG ရဲ့အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကနေလည်းဒါမြို့နယ်လူစာနာအဖွဲ့တွေဖွဲ့ပြီးတော့ဒါ NUG ကတိုက်ရိုက်ကင်တွယ်တာတွေလည်းကျွန်တော်တို့တွေ့ရတယ်လေအဲ့လိုဆိုတော့ဒီ unit အစိုးရလည်းပေါ်လာပြီးတော့ unit ရဲ့ဒါလူစာနာဝန်ကြီးဌာနကလည်းပေါ်လာပြီဆိုတော့ဒါတွေကဘယ်လိုဖြစ်သွားမလဲအခုကရှုပ်ထွေးနေတဲ့သဘောမှာရှိနေတော့ဒါလေးကိုလည်းပြည်သူတွေရှင်းရှင်းလင်းလင်းသိအောင်ပြောပြပါလားဗျကျွန်တော်တို့ဒီအရေးပေါ်ပေါ့နော်တဘာဝေးနဲ့အရေးပေါ်အကူအညီတွေကိုအရင်တုန်းကဒီကိုထပ်ပြောသလိုပေါ့နော်ဒီ NUG ကတိုက်ရိုက်ကင်တဲ့လူစာနာတွေကလည်းလုပ်တယ်ပြီးတော့ဘကဖတည်ရင်တွေကလည်းအကူအညီပေးတာရှိတယ်ပေါ့နည်းနည်းပြည်သူတွေကြားမှာတော့ရှုပ်ထွေးမှုတွေတော့ဖြစ်ခဲ့တာဒီလိုပဲပေါ့နော်ကျွန်တော်တို့ဒီပြည်ထောင်စုနိုင်ငံတော်ပြည်ထောင်စုအစိုးရပြည်ထောင်စုပေါ့နော်ဒီ Federal နိုင်ငံတော်ကိုသွားမယ်ဆိုတဲ့အခြေအနေမှာဒီစပြီးလောက်ကြတာဖြစ်တဲ့အတွက်ကကျွန်တော်တို့ပြောရရင်မြေစမ်းခရမ်းမျိုးလောက်ကြတဲ့အခြေအနေမှာဒီလောက်ပိုင်ခွင့်ပေါ့နော်ဒီရှုပ်ထွေးမှုတွေရောထွေးမှုတွေကတော့ကြုံခဲ့ရတာပေါ့နော်အားလုံးလည်းကြုံခဲ့မယ်နိုင်ငံတကာမှာလည်းဒီလိုကြုံခဲ့မယ်အခြေအနေရှိမှာပါအဲ့လိုကြုံနေအခု unit အစိုးရကျွန်တော်တို့လူသနာဝန်ကြီးဌာနပေါ်လာပြီ unit အစိုးရပေါ်လာပြီလူသနာဝန်ကြီးဌာနလည်းစတင်လေပတ်ပြီဆိုတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့တော့အခုရေဘေးကိုပဲကျွန်တော်တို့ဒီရေဘေးဖြစ်တဲ့ခါမှာကျွန်တော်ချက်ချင်းပဲကျွန်တော်တို့ဒီရေဘေးရေးပေါ်တုံ့ပြန်မှုအတွက်ကျွန်တော်လူသနာဌာနကိုကျွန်တော်ညွှန်ကြားတယ်ကက်ဘိနက်မှာလည်းကျွန်တော်ချက်ချင်းပဲပေါ့နော်ကူညီပေးဖို့ရေးပေါ်တုံ့ပြန်မှုအတွက်လိုပြီဆိုပြီးကျွန်တော်ပြောတယ်ဆွေးနွေးတယ်ပေါ့နော်လူသနာဒီ data မှာလည်းကျွန်တော်တို့ကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖတွေကိုကျွန်တော်ချက်ချင်းချိတ်တယ်ပြီးတော့လူသနာတာဝန်ခံနဲ့ကျွန်တော်တာဝန်ခံပါဘူးကျွန်တော်ဌာနတာဝန်ခံရဲ့ပြီးတော့ပါအဖတွေရဲ့ပူးပေါင်းမှုတွေနဲ့တခါတည်းဒီကူညီရေးအမြန်ဆန်လုပ်ဖို့လိုတဲ့အကြောင်းညွှန်ကြားပြီးတော့ကျွန်တော်သွားတာဖြစ်တယ်ဒီအခြေအနေမှာဒီပကဖတွေကလုပ်တယ်ဆိုတဲ့ကိစ္စကတော့ကျွန်တော်တို့ကသူတို့လုံနိုင်တဲ့လုံအားတွေရှာနိုင်တာနဲ့လုံနေရတယ်သွားတားလို့တော့မရဘူးလေဒါသူပြည်သူလူထုကိုသူတို့လုပ်ပေးခြင်းတဲ့ကိစ္စဆိုတော့အစိုးရအနေနဲ့တရားဝင်သွားတဲ့ကိစ္စကတော့ဒီလူဆန္ဒတာဝန်ခံရေပအဖတာဝန်ခံအသီးသီးနဲ့ပူးပေါင်းပြီးကမှအမှန်တော့မြို့နယ်တွေမှာဆိုရင်တချို့ကရေးပေါ်ကူညီတုံ့ပြန်ရေးသူတို့ဘာလို့ကိုဒီတစ်ဖွဲ့လုံးပဲပါရင်လည်းပါမယ်ပအဖရန်နေရာပါတဲ့နဲ့တွေပါပြီးတော့ဖွဲ့ပြီးတော့လုပ်ကြတယ်အဲ့လိုပဲကျွန်တော်တို့ကလည်းဒီအစိုးရကလည်းရေးပေါ်ကူညီတုံ့ပြန်ရေးနဲ့ပတ်သက်ပြီးတော့အခုတုံ့ပြန်ရေးအဖွဲ့ထားပြီးကမှအဲ့ဒီအဖွဲ့အတိုင်းမှာစနစ်တကျညွှန်ကြားပြီးကမှဆက်သွားဖို့ကျွန်တော်ရည်ရွယ်နောက်ထပ်ကျွန်တော်တို့တဘာဝေးတွေမတွေ့ချင်ဘူးမလို့ချင်ဘူးတို့တော့တွေ့လာခဲ့တယ်ကြုံလာခဲ့တယ်ဆိုရင်တော့ဒီထက်တုံ့ပြန်မှုချက်ချင်းလုပ်နိုင်အောင်ပေါ့နော်ကျွန်တော်တို့ဒီရှုပ်ထွေးနေတာတွေမဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ကDOC ကအခု unit နဲ့ပြည်ထောင်စုကြားမှာအကုန်လုံးပြီးပြတ်သွားတဲ့အခြေအနေမရှိဘူးတခြားဌာနတွေအဲ့ဒါဆိုတော့အကုန်လုံးပြီးပြတ်သွားတဲ့အခြေအနေမှာဆိုရင်ကျွန်တော်အဲ့လိုကော်မတီတေချာဖွဲ့မယ်မြို့နယ်အဆင့်ဖွဲ့ရမယ်အစိုးရအဆင့်ဖွဲ့ထားပြီးသားပါအကူအညီပေးဖို့ဆက်သွားမှာဒါမှ
ဒီပြည်သူလူထုကြားမှာလည်းဒီဟာပေါ်မှာရှုပ်ထွေးမှုနည်းမယ်လို့ကျွန်တော်မြင်ပါတယ်အဲ့လိုသွားဖို့စီစဉ်နေကြတာဟုတ် ဟုတ်ကဲ့ဒီပါ3လုံးမှာဆိုရင်ကာကွယ်ရေးတစ်ဖွဲ့ကတော့ unit နဲ့ပြည်တော်စုနဲ့ဒါပူးသက်ကင်တွင်ပြီလို့ချမ်းပြင်းသိထားတယ်ဒီပါဖာနဲ့ပါလာဖာကတော့ဒါ unit အစိုးရအောက်ကိုရောက်သွားပြီလို့သိရတော့ရောက်သွားပြီဆိုတော့အခု unit အစိုးရအဖွဲ့လဲဖွဲ့လိုက်ပြီဆိုတော့သူတို့ကဘယ်နေရာရောက်သွားမလဲဒီပါဖာလို့ကျွန်တော်တို့ဆက်ခေါ်နေအောင်မလားဘာလို့လဲဆိုတော့အရင်တော့လူကြီးကဓာတ်ရိုက်ကင်တွယ်တဲ့အခါမှာဒါကမြို့နယ်တွေရဲ့အုပ်ချုပ်ရေးလုပ်ငန်းကိုလုပ်ခဲ့တယ်အခုအုပ်ချုပ်ရေးလုပ်မဲ့ unit တွေပေါ်လာပြီဆိုတော့သူတို့ကဘယ်နေရာရောက်သွားမလဲသူတို့ကိုရောဒီ3လုံးတွေဆက်ခေါ်ရအောင်မလားဒါမှမဟုတ် unit အစိုးရအောက်ရဲ့ဘယ်လိုနေရာမျိုးတွေမှာရောက်သွားမလဲဗျအတုံးတွေကတော့လောလောဆယ်ပြောင်းဖို့လည်းခက်ပါတယ်မပြောင်းနေပါဘူးဒီ unit အစိုးရအောက်မှာဒီပြည်သူ့အုပ်ချုပ်ရေးရန်နေရာပလာဖနဲ့ပအဖပေါ့ရောက်တယ်ပကဖကလည်းအမှန်တော့အစိုးရပေါ်ပြီးဒီ6လအတွင်းမှာလွှဲရမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတူတာပါပကဖကိုလည်းဒီ unit အစိုးရဘက်ကိုလွှဲပြောင်းပေးဖို့ကျွန်တော်တို့တောက်လျှောက်ဆွေးနွေးနေရတဲ့အခြေအနေပါနော်ဒီပကဖကိုမလွှဲပြောင်းပေးထားတယ်ဆိုရင်လည်းကျွန်တော်ဒီအုပ်ချုပ်ရေးရန်နေရာထူထောင်မှုကိစ္စကအရန်ခက်ခဲပြီးတော့ကျွန်တော်တို့ပြဿနာတွေပေါ့ရှုပ်ထွေးမှုတွေပိုများလာနိုင်တဲ့အခြေအနေရှိတဲ့အတွက်ကျွန်တော်တို့ကဒီပကဖကိုလည်းချက်ချင်းမလွှဲနဲ့ပကဖလွှဲရတာခက်ခဲမှုရှိတဲ့အတွက်ဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့အလုံးစုံနေဆိုရအောင်လွှဲဖို့အတွက်ပဲကျွန်တော်ဆက်လုပ်သွားမယ်အခြေအနေပါအဲ့တိုင်းလည်းကျွန်တော်တို့လွှဲမယ်ဆိုတော့ကျွန်တော်သဘောတူပြီးကြမှာကျွန်တော်တို့အစိုးရတွေဖွဲ့ခဲ့ကြတယ်အခြေအနေဖွဲ့ခဲ့ကြတာဆိုတော့ခေါ်ဒီတော့ကျွန်တော်တို့လောလောဆယ်ပြောင်းလို့လည်းမရသေးဘူးကျွန်တော်တို့ကဘယ်လိုထိဖြစ်နေတယ်လဲဆိုရင်ကျွန်တော်တို့ကဒီFederal ပြည်ထောင်စုပေါ့နော် Federal စနစ်ကိုကျင့်သုံးပြီးကြမှာအစိုးရတွေပေါ်တဲ့အခါမှာဒီပြည်ထောင်စုအစိုးရရှိမယ် unit ပြည်နယ် unit အစိုးရရှိမယ်ပြီးတော့ဒေသနာ local government ရှိရဆိုဒီအုပ်ချုပ်ရေးကခုအခြေအနေရတော့ဒီ local government ပုံစံမျိုးဖြစ်နေတာbureaucracy ရန်များဆိုတာအဲ့ဒီလိုမျိုးအခြေအနေသွားနေတာပါကျွန်တော်တို့အဲ့ဒါဆိုတော့ဒီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြည်သူ့အုပ်ချုပ်ရေးပြည်သူ့လုံခြုံရေးအဖွဲ့ဒီတိုင်းပဲနာမည်တွေကတော့ဆက်ခေါ်သွားမယ်အခြေအနေပဲဖြစ်ပါအဲ့ဒါကကျွန်တော်တို့ဒီ DOC ရပြောမယ်ဆိုရင်တော့ကျွန်တော်ဌာနဆိုရင်ဒီမြို့နယ်ခရိုင်တိုင်းပေါ့နော်တာဝန်ခံအကုန်လုံးကိုကျွန်တော်ဌာနကိုလွှဲလိုက်ပါတယ်လွှဲလိုက်တယ်အဲ့တော့ကျွန်တော်ကဒီပြည်ထောင်စုကယူနစ်အစိုးရဒီပြည်ထောင်စုကဒီလူစာနာဝန်ကြီးဌာနတုန်းကလွှားခဲ့တဲ့ frame ကိုချက်ချင်းဖြတ်ပစ်လိုက်ဖြတ်ပစ်ခက်တဲ့အတွက်ကျွန်တော်ကလည်းမြို့နယ်ဒီခရိုင်နေတိုင်းတာဝန်ခံတွေကျွန်တော်အောက်မှာအကုန်လက်ခံလိုက်တယ်ကျွန်တော်ဝန်ကြီးဌာနအောက်မှာကျွန်တော်ရဲ့ဒီdepartment တွေခွဲပြီးကမှဒီတာဝန်ခံတွေကိုကျွန်တော်တို့ရဲ့ဝန်ကြီးဌာနအောက်မှာသွားပြီးတော့ကျွန်တော်ရဲ့မှာရုံးအဖွဲ့တွေညွှန်မှုတူးညွှန်မှုတွေနဲ့ဆက်ပြီးကမှလဲပတ်ဖို့ကျွန်တော်တို့ကြိုးစားနေတာစကိုင်း unit တွင်းမှာဆိုရင်ဒါ unit အစိုးရပေါ်လာပြီဆိုတော့ပြည်သူတွေရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေဒါလုပ်ဖို့လိုလာတယ်ဒီပြည်သူတွေအတွက်ဝန်ဆောင်မှုတွေလုပ်တဲ့အခါမှာလည်းငွေကြေးကလည်းလိုအပ်လာတော့ဒါလူသားစာနာဝန်ကြီးဌာနအနေနဲ့ဗန်နာငွေကရောဘယ်လိုလဲပတ်နေပါသလဲဗျကျွန်တော်တို့ဒီအစိုးရပေါ့နော်အစိုးရအနေနဲ့ကဒီဘယ်လိုဆိုဒီကာလမှာတော့စစ်တုံးစိတ်ကတော့မြင့်ပါတယ်ဒီစစ်တုံးစိတ်မြင့်တဲ့အတွက်ကရာခိုင်နှုန်းတစ်ခုအနေနဲ့ပေါ့နော်ဒီကျွန်တော်ဝန်ကြီးဌာနအသုံးပြုဖို့အတွက်ထားပါတော့အခွန်ကောက်တယ်ကျွန်တော်တို့ဒီခွန်ရတဲ့ခွန်ရတိုင်းဥမာ3,000ပဲလားရှိမလား1,000ရှိမလားအဲ့လိုရှိတဲ့ဥစ္စာကိုလူစာနာဝန်ကြီးဌာနအနေနဲ့ဗနေရာခိုင်နှုန်းတော့တောင်းရမယ်ဆိုပြီးတော့သတ်မှတ်ပြီးတော့ခွဲခြားတာမျိုးမရှိသေးဘူးကျွန်တော်ဝန်ကြီးဌာနဒီတလပေါ့နော်ဒီလေပတ်ဖို့ပြီးတော့ဒီလူစာနာရန်တရားတွေအရေးပေါ်ကူညီရေးလုပ်ဖို့အတွက်ဘတ်ဂျက်ကိုကျွန်တော်အနေနဲ့ဒီဟောပေါ့နော်ယာထားဘတ်ဂျက်စီမံချက်ဆွဲပြီးကမှကက်ဘိနက်ဘဏ္ဍာရေးကော်မရှင်မှာတင်ပြီးကမှအဲ့ဒီကော်မရှင်ရဲ့မီတင်စည်းဝေးဆုံးဖြတ်ချက်အရကျွန်တော်ဝန်ကြီးဌာနလေပတ်ဖို့ဘဏ္ဍာရေးကိုအဲ့ဒီတိုင်းပဲလောလောဆယ်သွားနေရတဲ့အခြေအနေဖြစ်ပါတယ်ဒါကတော့နောက်ဆုံးမေးခွန်းမှာဒီပါသုံးလုံးတွေမပေါ်ခင်ကရောဒီပေါ်ပြီးနောက်ပိုင်းမှာရောပြည်သူတွေကိုကူညီဖို့အတွက်ဒေတာအလိုက်မြို့နယ်အလိုက်တချို့ဆိုရင်ကြေးရွာလိုက်တောင်ဒါစစ်ဆောင်ကူညီကေစေးအဖွဲ့တွေဒါမြို့နယ်တိုင်းလိုမှာပေါ်ပေါက်လာကြတယ်ရှိခဲ့တယ်အခုလည်းရှိနေတော့မယ်ဒါတွေကဒါချစ်လေးဖြစ်အောင် unit အစိုးရအနေနဲ့ကူညီကေစေးအဖွဲ့တွေနဲ့တသားတဲ့အတူတူစီမံနိုင်မယ်ဆိုရင်ပို့ပြီးတော့ထိရောက်မြန်ဆန်နိုင်မယ်တရင်ချက်လက်စီစဉ်မှုမြန်ဆန်နိုင်မယ်ပို့ပြီးတော့ကောင်းမွန်အောင်လှုပ်ဆောင်နိုင်မယ်လို့ယူဆမိပါတယ်ဒီအပေါ်မှာရောဘယ်လိုဝန်ကြီးအနေနဲ့ဘယ်လိုမြင်မိလဲဗျ
ကျွန်တော်တို့ဒီလူသားချင်းစာနာကူညီရေးဆိုတာကတော့ဗျာဒီအစိုးရကတင်လောက်ရမှာတော့မဟုတ်ဘူးပေါ့ဒီအဖွဲ့အစည်းအသီးသီးလူပုဂ္ဂိုလ်အသီးသီးကလောက်ခွင့်ရှိတဲ့အလုပ်ပဲဖြစ်ပါတယ်အဲ့လိုသဘောမျိုးနဲ့ပဲဒီဘောနော်လူစာနာကူညီရေးအဖွဲ့တွေပုဂ္ဂိုလ်တွေအများကြီးကျွန်တော်တို့ပေါ်လာခဲ့တယ်လုပ်နေကြတယ်ပေါ့နော်လုပ်နေကြတာပါပဲအစိုးရကလုပ်တာရှိသလိုအဲ့လိုမျိုးအဖွဲ့အစည်းသီးသီးကလုပ်နေတာဖြစ်တယ်အခုရေဘေးမှာလည်းဒီလိုပဲလုပ်တယ်ရေဘေးမှာမဟုတ်ပါဘူးတခြားလူသားစာနာကူညီရေးကိစ္စတွေအကုန်လုံးကဒီတိုင်းပဲ9နှစ်တာလုပ်ခဲ့ကြတာဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကဘယ်လိုမျိုးဒီစုစုစည်းစည်းဖြစ်ဖို့ကိစ္စကဘယ်လိုစဉ်းစားထားသလဲပေါ့နော်ဘယ်လိုစီမံထားသလဲဆိုတော့အကုန်လုံးကဝန်ကြီးဌာနအောက်ကိုရောက်လာပါလို့ကျွန်တော်တို့ဆွဲသွင်းမှာမဟုတ်ဘူးရောက်ဖို့လည်းမလိုအပ်ပါဘူးနော်မလိုအပ်ဘူးဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီလူသားချင်းစာနာကူညီမှုပေးနေတဲ့အဖွဲ့အစည်းတွေနဲ့ကျွန်တော်တို့ဒီ unit အစိုးရနဲ့ပေါ့နော်တွေ့ဆုံဆွေးနွေးမယ်ပေါင်းဆက်ညှိနှိုင်းမှုအခင်းချင်းတွေဖော်ဆောင်မယ်ပေါ့နော်ဘယ်လိုအနည်းဆုံးပေါ့ကျွန်တော်တို့ဒီစကိုင်း unit အတွင်းမှာရှိတဲ့လူသားချင်းစာနာကူညီပေးနေတဲ့အဖွဲ့တွေအကုန်လုံးကျွန်တော်တို့ဝန်ကြီးဌာနကအစည်းအဝေးခေါ်ဖိတ်ပြီးကမှ meeting အစည်းအဝေးဆွေးနွေးတိုင်မယ်ကျွန်တော်တို့ဒီအစိုးရကလုပ်နိုင်တာတွေကဒါတွေရှိတယ်ဒီလူစာနာရေးလုပ်တဲ့အဖွဲ့အစည်းတွေရောဘယ်လိုတွေလုပ်ပေးနိုင်မလဲကျွန်တော်တို့အကူအညီပေးခဲ့တဲ့အခါမှာအစိုးရနဲ့ဒီအကူအညီဒီအဖွဲ့အစည်းတီးတီးကပေးတဲ့ကိစ္စတွေ overlap မဖြစ်အောင်ရောက်တဲ့ရွာတွေရောက်ခက်ခဲဖြစ်နေတဲ့ဒေသတွေကိုတကယ်ရောက်အောင်အကူအညီပေးမှုတွေမထက်အောင်ဒါတွေအတွက်ကကျွန်တော်တို့ကပေါင်းဆက်ညှိနှိုင်းနိုင်လိုက်တဲ့ platform လေးတစ်ခုရှိဖို့လိုပါတယ်အဲ့ဒါလေးကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ဒီလိုမျိုးပေါ့နော်တွေ့ဆုံဆွေးနွေးဖိတ်ကြားပြီးကမှာပေါ့နော်တွေ့ဆုံဆွေးနွေးဖို့တက်နိုင်ရင်တော့ဒါတွေကလူတွေပေါ့နော်ဒီလူတွေဆွေးနွေးတိုင်ပင်ရရင်ပိုကောင်းတော့ပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ကလူစာနာရေးနဲ့ပတ်သက်တဲ့ဒီတွေ့ဆုံဆွေးနွေးမှုပေါ့နော် online ကနေလုပ်တာကြီးကျွန်တော်တို့လုပ်မယ်လုပ်ပြီးရင်ဒီအစိုးရနဲ့ဒီလူစာနာရေးလုပ်နေတဲ့အဖွဲ့အစည်းအသီးသီးနဲ့ကြားမှာဆက်ဆံရေးကောင်းမွန်မှုကျွန်တော်တို့တိဆောက်သွားမယ်ပေါ့နော်အဲ့ဒီတိုင်းပဲကျွန်တော်တို့ဒီပြည်သူလူထုရဲ့ဝန်ဆောင်မှုတွေလူသားချင်းစာနာကူညီမှုလိုအပ်ချက်တွေကိုဖြည့်တင်းနိုင်တယ်များအကောင်းဆုံးဖြည့်တင်းနိုင်အောင်ကြိုးစားသွားဖို့စီစဉ်ရှိပါတယ်ဟုတ်ဝန်ကြီးကိုတိုးဝေအောင်အနေနဲ့ဒီပြည်သူတွေကိုနောက်ဆုံးအနေနဲ့ဗာမြန်သတင်းစကားပါကြပါလေဗျကျွန်တော်တို့ဒီဟိုပေါ့နော်ပြည်ထောင်စုအစိုးရအစောပိုင်း2021ဧပြီလတွေကပြည်ထောင်စုအစိုးရပေါ်တယ်အဲ့ဒါပြီးတော့ကျွန်တော်တို့9နှစ်လောက်နေတဲ့အချိန်မှဒီ unit အစိုးရတွေပေါ်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါ Federal သွားမဲ့အတွက်ကျွန်တော်တို့ဒါဒီလိုအပ်တဲ့အဖွဲ့အစည်းတွေ institution တွေထူထောင်ကြတဲ့သဘောပဲဖြစ်တယ်နော်ပြီးတော့လက်ရှိတော်လှန်အစိုးရတွေလို့ပြောတဲ့ NUG ကျွန်တော်တို့ unit အစိုးရတွေဟာပြည်သူလူထုနဲ့ယုံကြည်မှုကောင်းကောင်းပြန်ပြီးတည်ဆောက်နိုင်မှုလိုပါတယ်ဘာဘူးလို့ကောင်းကောင်းပြန်ပြီးတည်ဆောက်နိုင်မှုလိုပါတယ်လဲလို့ကျွန်တော်ပြောရင်ဒီ NUG အစိုးရကိုပြည်သူလူထုကမထောက်ခံဘူးမဟုတ်ထောက်ခံပါတယ်မယုံကြည်ဘူးမဟုတ်ယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအုပ်ချုပ်ရေးအလွဲအမှားတွေပေါ့နော်ဒီ unit အစိုးရရဲ့ရန်တရားတွေမှာရှိတဲ့ဒီအုပ်ချုပ်ရေးထဲမှာရှိတဲ့အလွဲအမှားတွေတော်လိုင်းအင်အားစုအသီးသီးရဲ့ဒီပြဿနာတွေကိုမြင်တဲ့အခါမှာပြည်သူလူထုဟာဒီယုံကြည်တွေအားလျော့လာတာလေလက်ရှိအခင်းချင်းမှာအမှန်တရားပါပဲအဲ့လိုအားလျော့လာတဲ့အခါမှာကျွန်တော်တို့ unit အစိုးရပေါ်လာတာလေအဲ့ဒီအားလျော့မှုပြန်ဖြည့်တင်းမှုပေါ်လာတာအဲ့ဒါတွေကိုပြန်ဖြည့်တင်းပြီးတော့ကျွန်တော်တို့အစိုးရနဲ့ပြည်သူကြားမှာယုံကြည်မှုတည်ဆောက်မယ်ညီထောက်ပြီးတော့ကျွန်တော်တို့တော်လှန်ရေးအရေးနောက်ထပ်တစ်ဆင့်ထပ်မြင့်တယ်ကြိုးစားကြတယ်ဒါကြောင့်မို့လဲကျွန်တော်တို့ဟာစကိုင်း Federal Unit ဂျာကာလာအစိုးရမှာဆိုရင်စကိုင်း Federal Unit အတွင်းမှာရှိတဲ့တော်လှန်ရေးအင်အားစုအသီးသီးကစကိုင်းတိုင်းသားတွေပဲဒေတာသွင်းမှာမြေပြင်မှာတကယ်ရှိတဲ့သူတွေကလည်းကျွန်တော်တို့ကက်ဘိနက်ထဲမှာအကုန်လုံးဒီအကုန်လုံးကမြေပြင်မှာရှိတယ်လို့ပြောချင်တာပါအကုန်လုံးကလည်းဒီစကိုင်းထဲမှာအခြေစိုက်ပြီးတော့ပြည်သူနဲ့အတူအစိုးရတည်ဆောက်တာဖြစ်ပါတယ်ဘာလို့ကျွန်တော်ဒီလိုတွေပြောနေရတယ်လဲဆိုရင်ဒီတော်လှန်ရေးအောင်မြင်မှုရှေ့ရောက်ဖို့ဆိုတာဒီအစိုးရနဲ့ပြည်သူနော်ပြည်သူတွေကြားမှာယုံကြည်မှုအားကောင်းမှုလို့ယုံကြည်မှုအားမကောင်းမဲ့နဲ့ဝေးသွားမယ်ပေါ့နော်အစိုးရနဲ့ပြည်သူကြားမှာဝေးသွားမယ်ဆိုရင်အဲ့ဒီကြားထဲမှာပဲဒီအစိုးရဘက်ကပဲဖြစ်ဖြစ်အုပ်ချုပ်ရေးရန်တရားတွေဘက်ကပဲဖြစ်ဖြစ်တခြားတော်လှန်ရေးအင်အားစုအသီးသီးတွေဘက်ကပဲဖြစ်ဖြစ်ပေါ့နော်တတိပုဂ္ဂလာပဲဖြစ်ဖြစ်ဒီအစိုးရနဲ့ပြည်သူရဲ့ဝေးနေမှုအခွင့်ကောင်းယူပြီးကမှကိုကျိုးရှာသွားမဲ့လူတွေအများကြီးရှိပါအဲ့ဒါလို့ကိုကျိုးရှာတဲ့အခွင့်အရေးကိုကျွန်တော်တို့ပေးလိုက်မယ်ဆိုရင်ရေရှည်နစ်နာတာဟာပြည်သူပဲဖြစ်ပါဟုတ်ကဲ့အခုလိုမအားလက်တဲ့ကြာအချိန်ပေးဖြည့်ချပေးတဲ့အတွက်ဝန်ကြီးကိုကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါကိုတည်းကျေးဇူးပါ